နေမာဟာသူ့သမီးလေးမာဘီနဲ့ပွဲတစ်ခုကိုတက်ရောက်နေချိန်မှာမမျှော်လင့်ထားတဲ့အဖြစ်အပျက်တစ်ခုဖြစ်သွားခဲ့ပါတယ်လုံခြုံရေးဝန်ထမ်းတစ်ယောက်ကမတော်တဆဘောလုံးနဲ့ထိမိသွားတာကြောင့်မာဘီထိခိုက်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာနေမာကချက်ချင်းပြေးလာပြီးသမီးလေးရဲ့အခြေအနေကိုစိုးရိမ်နေကြီးစစ်ဆေးခဲ့ပါတယ်ဖြစ်တဲ့အကြောင်းသူကအလုံးစိတ်ဆိုးသွားခဲ့ပါတယ်ရန်နေငယ်ကြာမှာတော့မာဘီရဲ့လက်မှာပလာစတာစီးထားတာကိုလူတွေမြင်တွေ့ခဲ့ရပါတယ်နေမာကသမီးလေးစိတ်မိအောင်အချိန်ပေးကစားပေးတာရေမောစေဖို့စူးစမ်းပေးတာတွေလုပ်ပေးခဲ့ပြီးနောက်ဆုံးမှာတော့မာဘီရဲ့ပြုံးလေးပြန်ပေါ်လာခဲ့ပါတယ်နောက်ပိုင်းမှာနေမာကအတင်းဖော်တွေနဲ့အတူရှိနေချိန်အဲ့ဒီလုံခြုံရေးဝန်ထမ်းကိုထပ်တွေ့ခဲ့ပါတယ်သူတို့လှုပ်လိုက်တဲ့အရာကလူတိုင်းကိုအားအသင့်သွားစေခဲ့ပါတယ်အခုတော့မင်းတို့ကိုပြပေးလိုက်ပါမယ်မင်းရဲ့ကုတ်ကဘာတူလဲယော်နယ်တို့ဆိုရင် like နဲ့ follow လုပ်ခဲ့ပါမက်ဆီဆိုရင်ဒီဗီဒီယိုကို share လုပ်ပေးပါယော်နယ်တို့ကိုတကယ်ချစ်တယ်ဆိုရင် comment မှာ CR7 လို့ရေးခဲ့ပါဘယ်သူသိမလဲတနေ့နေ့မှာယော်နယ်တို့ကိုကိုယ်တိုင်တွေ့ခွင့်ရနိုင်ပါတယ်နောက်ဆက်ပြီးပါဖြစ်ခဲ့တယ်ဆိုရင်ကြည့်လိုက်ပါခရစ္စတီယာနိုယော်နယ်ဒိုကိုအန်နာဆာအသင်းမှာတရားဝင်မိတ်ဆက်ပွဲကျင်းပတဲ့အချိန်သူကဘောလုံးတစ်လုံးပေါ်မှာလက်မှတ်ရေးထိုးပြီးပရိသတ်တွေစီကိုကန်ပေးလိုက်ပါတယ်ပရိသတ်တွေကရမ်းပျော်ရွှင်ခဲ့ပြီးအဲ့ဒီမိတ်ဆက်ပွဲကလည်းအောင်မြင်မှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်အဲ့ဒီနောက်နေမှာကို PSG အသင်းမှာမိတ်ဆက်တဲ့အချိန်မှာလည်းသူကဘောလုံးစွမ်းရည်တွေကိုပြသပြီးဘောလုံးကိုပရိသတ်တွေစီကန်ပေးခဲ့ပါတယ်ပရိသတ်တွေရဲ့အားပေးတန်တွေနဲ့အတူသူ့ရဲ့မိတ်ဆက်ပွဲလည်းအလွန်အောင်မြင်ခဲ့ပါတယ်ဒါပေမဲ့နောက်ထပ်ကစားသမားတစ်ယောက်အသင်းတင်မှာမိတ်ဆက်တဲ့အချိန်မှာတော့သူကဘောလုံးပေါ်လက်မှတ်ရေးထိုးပြီးနောက်လုပ်ခဲ့တဲ့အရာကလူတိုင်းကိုအံ့အားသင့်သွားစေခဲ့ပါတယ်ဘာဖြစ်ခဲ့လဲဆိုတာအခုပြပေးမယ်အရင်ဆုံးမင်းအတွက်ကုတ်ကမတူလဲယော်နယ်ဒိုဆိုရင် like နှိပ်ပြီး follow လုပ်ထားပါမက်ဆီဆိုရင်ဒီဗီဒီယိုကို share လုပ်ပေးပါ CR7 ကိုတကယ်ချစ်တဲ့သူဆိုရင် comment မှာ CR7 လို့ရေးခဲ့ပါဘယ်သူသိမလဲတနေ့နေ့မှာမင်းကယော်နယ်ဒိုနဲ့တကယ်တွေ့နိုင်လဲဖြစ်နိုင်ပါတယ်ကဲအခုတော့တကယ်ပါဖြစ်ခဲ့လဲဆိုတာကြည့်လိုက်ရအောင်